ayah ape bapak ape ayah ape bapak ape နောက်တစ်ပုဒ်ပြန်ပြောမယ် ayah ape bapak ape ayah ape bapak ape အမေကိုကြတော့ ibu အမေ mak အမေ ibu အမေ mak အမေ ayah ape bapak ape အမေကိုကြတော့ ibu မေမေ ibu မဟုတ်ရင် mak အဖေကိုကြတော့ခေါ်နေနှမျိုးရှိပါတယ် ayah ဒါမှမဟုတ်ရင် bapak အမေကိုကြတော့လည်း ibu ဒါမှမဟုတ်ရင် mak ဒါမှမဟုတ်ရင် mama အမေ ibu mak mama အမေ ayah ape bapak ape ayah ape bapak ape နောက်တစ်ပုဒ်ပြန်ပြောမယ် ayah ape bapak ape ayah ape bapak ape အမေကိုကြတော့ ibu အမေ mak အမေ ibu အမေ mak အမေ ayah ape bapak ape အမေကိုကြတော့ ibu မေမေ ibu မဟုတ်ရင် mak အဖေကိုကြတော့ခေါ်နေနှမျိုးရှိပါတယ် ayah ဒါမှမဟုတ်ရင် bapak အမေကိုကြတော့လည်း ibu ဒါမှမဟုတ်ရင် mak ဒါမှမဟုတ်ရင် mama အမေ ibu mak mama အမေ